ဖေတို့ဒီနေ့အိမ်လေးကြောင်းကြမယ်နော်ဖေဖေဟုတ်ကဲ့ဒါလေးလားဖေဖေဟုတ်တယ်ပတ်ဆောင်ရှိပြီလားဖေဖေဟုတ်တယ်ဖေဖေပတ်ဆောင်ရှိပြီးသွားပြီလာတော့မယ်မိမကြီးလာတော့မယ်သွားကြရအောင်ကိုကလည်းနေအောင်ကခေးကိုခပ်ဖြုတ်ပြီးနေလို့မိမခေးကိုလက်တွေ့လာလို့ရိုက်ဖေဖေသမီးပါသမီးလိုက်ချပါလိုက်တော့အေးစင်ငယ်ဘွားနဲ့တိမ်ပါဆိုမင်းကစင်ငယ်ဘွားနဲ့တိမ်ပါဆိုအကြောက်ကြီးစော်လေးနဲ့ဟျောက်ကြီးကဲအဲ့ဒါကိုရေတဲတော့ကလေးအိတ်ပဲအဲ့ရလေးလိုက်ပြလိုက်အောင်မယ်နော်တိလားဟုတ်ကဲ့တဲတော့အိမ်မနေရပဲမလေးသမီးလေးဟိုမှာလေးအခန်းလေးတစ်ခန်းနေမယ်ပြီကိုတို့ကဟိုမှာအပေါ်ထဲမှာအိမ်တယ်လေအပေါ်မှာမင်းချင်းဒီလားမင်းချင်းဟိုမှာအခန်းတစ်ခန်းရှိအမအိတ်လို့ရရင်တော့တိတ်သမီးလေးကဖေဖေလိုက်ပြပေးမယ်သွားလိုက်တဲရဟုတ်ကဲ့ကိုကတော့အိမ်မှာဟိုကအိမ်အမအခန်းထဲမှာရေလေးသွားထားလိုက်အောင်အဲ့တော့ကိုချန်တစ်ပတ်လိုက်ကြည့်လိုက်အောင်မယ်နော်ချန်နေလို့ရှိတယ်လို့ဟုတ်ကဲ့ချားတော့လှပါရဲ့ဟာအဲ့မြက်ကြီးလေးလောက်ထားကြလှလိုက်တယ်ဟုတ်ရပါတယ်ရှင်ငါလေးကိုယ်တိုင် surprise လေးလာတိုက်ပေးရနော်ပြပြပေးမယ်နော်မမလားမမပါဘူးလားကိစ္စတော့ဘာမှမရှိဘူးမိဖို့ကြောင့်လည်းရှာကြည့်လိုက်အောင်မယ်နော်ဘာလို့ကိစ္စမရှိစပါကုန်းရရဲ့အီလေးဟာထိုင်မှာမောသမီးလေးဖေဖေရတော့ဟိုမှာခြံတစ်ပတ်ပြီးကြည့်ပြီးတော့အမဟိုမှာထိုင်နေဒါမမေလဲမမေအခန်းထဲမှာသွားထားလိုက်မှာသမီးကိုအခန်းလေးလိုက်ပြပေးမယ်နော်ရောက်ပါလာသမီးလေးဒီမှာသမီးနေရမယ့်ခန်းလေးကဒီဟာလေးဟဲလာလိုက်တော့မမေရဲ့အဲ့သမီးလည်းပဲတော့မှာဖေဖေစီသွားကျင်တာသွားနေလေဖေဖေကဟိုမှာခဏလေးထိုင်နေအပူစီလေးမမေပူစီလေးနဲ့စောင့်နေလေပူစီလေးနဲ့ထိုင်ခါလိုက်လာသမီးလေးကိုခါလေးဟဲလာလိုက်တာမမေသမီးလည်းကွန်ပျူတာလေးရှိတယ်သမီး TV ကြည့်လို့ရတယ်ဒါဆိုမမေသမီးလေးကိုဟိုမှာရေချိုးပေးမယ်နော်မမေသမီးပါလာချိုးနေနော်အေးအဲ့ဒါသမီးပါလာချိုးလိုက်နော်မမေဟိုမှာအိမ်ကြည့်လိုက်အောင်မကြည့်ပြပြနဲ့ဟိုမှာအရှိမထိုင်လိုက်အောင်မသမီးလေးရေသွားချိုးလေချိုးမမေအဲ့ဆိုငါလေးရေသွားချိုးအောင်မယ်ကြည့်ရေလေးလာလေအေးနေဒီနိုင်ငံလေးကလည်းကောင်းလိုက်တာသမီးလေးရေမြင်ချိုးတော့အေးပေါ့အောင်မယ်ဟုတ်ကဲ့မမေလာပြီသမီးရေချိုးပြီးွားပြီသမီးပိုင်းလေးလည်းဝဲကောင်းမလဲအော်အဲ့ဆိုမမေတို့ပြည့်အပြင်ထွက်အောင်မှာအဲ့ဆိုရင်သမီးဟိုအပြင်ထွက်ဖို့တော့ဟိုသမီးကိုဝယ်ပေးထားလာဘူးအဲ့ဒီချက်လေးပဲဝယ်လိုက်တော့ဟုတ်ကဲ့မမေလာပူအဲ့ဒီချက်နေပြီးပါပြီလာပြီးလို့မမေတော့ပြောမမလာပြီးပါပြီသမီးလာပြီးပါပြီပြင်သွားမယ်လေအေးမမေရေချိုးလိုက်အောင်မယ်အမင်းရေမချိုးသေးခင်ကိုရေသွားချိုးလိုက်အောင်မသိလားအေးညောဟာသမီးလေးရှမ်းပပေဖတ်ကြည့်အောင်မွေးတာဟာသမီးလည်းမွေးဟဲ့ဖေရေသွားမချိုးခင်သမီးကိုတစ်ချက်လောက်ချီပါလားအေးပြောကြိုက်သမီးပြောမနေနဲ့မမေနဲ့နေကြအောင်နော်ဖေဖေဟိုမှာရေသွားချိုးလိုက်အောင်မင်းမချီခဲ့တဲ့
ငါနှလုံးသားကမင်းမဲငါကိုခေါ်မယ်မင်းငါကိုရမ်းချစ်ခဲ့တဲ့မင်းပွားပါကွယ်အာရေချိုးလက်ပြီးပွားထွက်တော့အင်းလေးလေးလိုက်အောင်ဒါပဲလေးလိုက်တော့မိမကြီးသွားချိုးလို့ရပြီနော်သမီးလေးကိုဖေခေါ်ရမယ်အေးသွားချိုးလိုက်အောင်မငါကြီးသွားချိုးလိုက်အောင်ဟာခဏလေးပဲချိုးမယ်ကွာဘာလေးလဲကောင်းတယ်ဒါလေးပဲဝတ်လိုက်ကျုပ်ရကဲလာတော့မယ်လေးပြင်သွားကြမယ်လာတော့မယ်တော့မယ်လားသမီးလေးလာမမေလေးလာတော့မယ်ယေးတာမယ်တာမယ်မိမကြီးကလေးတို့အိုင်ဘတ်လောက်ဝယ်ပြီးမယ်နော်တို့သမီးလေးတို့လည်းအိုင်ဘတ်ဝယ်ပြီးမယ်ပြီးတော့ဟိုဘာလဲဆိုတော့ဟိုကားလေးလည်းဝယ်ပြီးမယ်နော်ဟုတ်ပါဘူးဟုတ်ပြီတပီတို့ကားဝယ်မှာဟုတ်တယ်လေသမီးရဲ့ဒီကားကြီးကဟိုကြာပြီဒါကြီးကသမီးတို့စီးတာလည်းမသိတော့လားဘူးဒါကြီးကတခါတည်းဒီကားဆက်ပြက်သွားလေမျိုးတော့သမီးကိုအိုင်ဘတ်ရင်ဝယ်ပြီးလေသမီးရဲ့ကားလေးကခဏလေးတော့ဝယ်ရတာအဲ့ဒါလည်းပြီးရောဖေဖေတို့ကားရင်ဝယ်လိုက်သမီးအဲ့ဒါအိုင်ဘတ်ပြီးမှဝယ်အမလေးသေးပါပြီတော့ပြောနေနဲ့ကျန်ပြောနေနဲ့ကားမောက်သွားတယ်နော်သမီးဖေဖေကလည်းကားကိုဖိမောင်းသွားပေါ့သမီးနာသွားပြီအေးပါသမီးရဲ့အောင်ဖတ်တော်တဲ့ကားဆိုင်ဖွင့်တယ်ဖေဖေအောင်ဖတ်သမီးကိုပြောရတာကားဆိုင်ကိုဖွင့်အောင်လို့အောင်ဖတ်လောက်တာလားမဟုတ်ပါဘူးသမီးကိုပြောတာပါလာကုန်ထွက်အသားလေးဖြစ်ချင်လို့အိမ်ရောက်မပြေအောင်ကိုသုံးပါလေဆိုတော့အသားပြင်းတာဖြစ်တော့အဖွားကားမှာမင်းနေပြီအိမ်စားဖို့ပြောပါလေဒီစက်ကောင်းကိုဘာကားလေးရွေးပါမလဲသမီးလေးရွေးသမီးဟိုဒီကားလေးတိုက်တယ်ဝါမိုးကြီးဖွင့်လို့ရတယ်သမီးကိုမိုးလေးဖွင့်ပြီးပါလားသမီးကိုဖေဖေကားဖြူလေးလေးပြီယေးလာဝါပြီဖေဖေသမီးကြိုက်တယ်ဒီကားလေးသမီးရေလာကားခပေါ့ဟမ်ဘာဖြစ်သွားလဲညီမလေးမပြေးနဲ့လေညီမလေးအုပ်ဖွင့်တော့ညီမလေး sorry ကိုကြီးတိုက်မှုပါလို့ယောက်ျားဘာမှမဟုတ်ပါဘူးမိုင်ကဲသမီးလေးတို့အိမ်ဘတ်ဝယ်မယ်ချွတ်ဝယ်ပြီးသွားပြီအိမ်ပြန်မယ်မိုးပိတ်မယ်မိုးပိတ်မယ်လာအိမ်ထဲဝင်ကြမယ်ကဲဒါဆိုဖေဖေတို့အိတ်ကြီးရေလဲမယ်ညဝတ်လေးလဲမယ်ပြီးအိတ်တမယ်လို့ရှင်ကပြောတာခုဘယ်နှစ်နိုင်လဲ4နိုင်အော်ညရောက်တော့မယ်လေအိတ်ဟုတ်တယ်အိတ်ကတော့မလားလာအီးသွားလဲမယ်အဖေကတော့အိတ်လဲကဲကောင်းလုံးအိတ်လဲပြီလားသမီးလေးလည်းအိတ်တော့ပါမလားအိတ်တော့ good night ပါပပေအဲ့လိုမရသေးဘူးသမီးကိုဒလီပေါက်တင်ပိတ်ကသေးဘူးဒီကောင်မလေးကလည်းယော့သမီးရပြီပါဦးသမီးရဲ့ကောလေးနဲ့အိမ်ပါသမီးတို့ဆောင်ချုံပေးလိုက်အောင်သမီးအိတ်ချင်တယ်အိမ်ပါလေးကြည့်ချင်တယ်အေးအဲ့ဒါကြည့်ယေးမာမီသားကြီးရှာကြီးဟာမာမီသားကြီးအချောင်းမိုင်တပင်းသူပြီးပါဝါဟာမာမီသားကြီးဟာဟဲ့ MS
ကြေပါလားငါဝင်ကြည့်အောင်ပါပဲဟဲဟိုတို့ပဲပါလားတရရှာထွက်လာအေးမိုက်လိုက်တာဟောသမီးလေးရလေအမအစေကြည့်ပြီးတော့မှကြီးနာကဲအဲ့ဆိုလည်းသမီး နာမည်ကကြီးရမှာမင်္ဂလာပါကျွန်တော်နာမည် ဒါတော့မယ် မင်္ဂလာပါကျွန်တော်နာမည် မိမရေးအိတ်ကြမယ်အခန်းတကားရေအကုန်ပိတ်တယ် ဒီကကျွန်မနာမည်ဆိုဖီယာပါမင်္ဂလာပါကျွန်မနာမည်ပူရာပါမင်္ဂလာကျွန်မနာမည်ချစ်ချေပါ ဟဲသမီးလေးကြောင်နေမပါဘူးလေသမီးလေးကြောင်ကမပါဘူးခဏတော့ ရှိတဲ့သူနဲ့နေတိုင်းတော့ သမီးလေးကြောင်လေးမပါပါဘူးဟဲအဲ့ဒါဘီနာမချက်လိုက်လေးပြပေး ကိုရွှေကြီးကရှင်ကလေးဆဆူ ရော့နေကကြောင်လေးအိတ်နေ မသမီး လာမင်းမိုက်တော့ဟော မိသားစုနေတိုင်းကြတဲ့ကွယ်သူဟာ ဖဲသမီးမ ဒီနေ့ပြောလာလို့ ကဲမိမရေးအိတ်ကြမယ် clock glue clock glue clock glue ဖုန်းကြည့်ရလဲပြင်းကြရဟာအိတ်ချင်လာပြီအိတ်တော့မယ် ဘာမှမပါလာတဲ့ဒီကိုတယောက်ကစိတ်ကောက်ပြခဲ့ပါတယ်စိတ်ကောက်တဲ့ပုံလေးကချစ်စရာလေးပါဒီဟာရရလေးကမင်းတယ် နောက်ထပ်မိသားစုပုံပြီးအပိုင်းနဲ့လာပါမယ်ရှင် like and subscribe လေးပေးခဲ့ပါအောင်ရှင်အားလုံးပဲ bye bye